ဒီမိုးတွေတိုက်တာ3-4ရက်ရှိနေပြီအပင်တွေဘယ်လိုဖြစ်လဲဆိုတော့ဒီမှာကြည့်အောင်ဇောင်းဝါးသီးပင်အသီးကြီးလည်းကျွေတာအခုမှနှလုံးကျန်တဲ့ဟာတွေတော့မသိဘူးဘယ်နာတွေမှာဘယ်လိုပေါက်နေလဲမသိဘူးဇောင်းဝါးသီးကအချိုသီးအရန်သီးရယ်ဘယ်လောက်ထိလေးမိုးတိုက်လဲဆိုတော့အဲ့အပင်ကလေဒီလိုဂျိုင်းပြီးတော့ပြုတ်ကြသွားတယ်အဲ့ဒါကိုအပင်ကအိုးအောက်ကသေးတော့လေအပင်ကကြီးပြီးတော့မနိုင်ဘူးဒီမှာကြည့်အောင်ကလော်အသီးတွေလည်းအပင်တွေလည်းဖိတ်ရဲဖြစ်နေဒါမဲ့အသီးတွေတော့ကြံသေးရဲ့တလုံးဒီဘက်မှာ2 3 9 6မှာတလုံး4လုံးဟိုဘက်မှာတလုံးရှိသေးတယ်5လုံး6လုံးပေါ့နော်6လုံးတော့ရှိရဲဒါပေမဲ့အပင်ကတော့လေတွေမွေးတွေအရင်တက်တော့အပေါ်မှာလည်းဟိုအဖူးတွေတော့ရှိသေးရဲ့ဒါတော့အပင်ကတိလာဝါတယ်နော်အမလီလေမွေးတွေကျင်းချက်ကပြီးရောလာလေရဒီမှာဇီးပင်ကတော့မအကြိုက်ဆုံးပဲဒီမှာကြည့်အောင်အသစ်တွေလည်းထွက်နေတယ်အရွက်သစ်တွေပါထွက်တာနော်အရင်ကအဟောင်းဟာကြီးကုန်သွားတော့လေအဲ့ရွက်သစ်တွေကနေပြီးဖူးတွေရောပွင့်နေတာအပွင့်တွေရောအသီးတွေရောတီးနေရကြည့်ပါဦးသူလဲလေတွေတာအတိုက်လို့အသီးကင်းတွေအကုန်အောက်ကြကုန်ပြီလားမသိဘူးကျန်တဲ့ဟာတွေကတော့အပင်ပူလေးပေါ့နော်ယူဇနာပင်တို့နင်းစီတို့ဒီမှာကြည့်အောင်တန်းတော်ပင်ဟိုတနေ့ကချိုးဆိုလို့ချိုးလိုက်တာဟုတ်တယ်အတက်လေးတွေထွက်လာရဲ့အများကြီးပဲထွက်လာအတက်တွေထွက်လာရဲ့ဒီကတော့ဂျပန်စပယ်တို့နင်းစီပင်တွေကလည်းဖီယိုဖရဲတွေဖြစ်လို့ကြည့်ပါဦးဒါပေမဲ့အဖူးပွင့်ရတော့သူကတော့သူ့ရဲ့တာဝန်ကဖူးနေပွင့်နေတော့မှဖះတင်မိုးကလုံးဝမပြည့်ဘူးဖះလူဖို့တော့ကတော့ဘာလုံးဝမပြည့်ဘူးဖူးတွေပွင့်နေရတော့သူ့တာဝန်တိုင်းသူပွင့်နေအောင်ပဲဒီမှာနင်းစီအနီတွေကတော့အများကြီးပဲပွင့်နေဖះဟိုလူလို့ဟိုမရဒီမှာဂျူလီယက်တွေလည်းအများကြီးပွင့်နေကြောင်ဖူးတွေအများကြီးပဲဂျူလီယက်တွေလည်းဖူးတွေအများကြီးပဲနင်းစီအနေရောဂျူလီယက်တွေရောဒီဘက်မှာအနီရဲ့အရောင်ကရုံးတုံးလာတာအခုအနီတက်လာဟိုအနုလေးလိုက်လာပြီဒီမှာကြည့်ရောတေဦးသနာမွေးလဲဗရမ်းပတာတွေကိုဖြစ်လို့လေးတိုက်တာဒီဘက်တွေကိုရအောင်လို့တော့ပြင်ပေးလိုက်လဲခဏပဲလေးမိုးရတိုက်တယ်ဒီမှာကြည့်အောင်တနခါးပန်းနေလဲအောက်မှာကြွေကြမှာအများကြီးပဲပင်ကဒီတစ်ခေါက်လေးတိုက်ရ3-4ရက်ဆိုတော့ဒီမှာဝေးသီးတိတ်လေးတွေလည်းကြွေကြကုန်ပြီအဲ့ဒါလေးတို့စားရမယ်ကြည့်ပါဦးလေးကတော့